အားလုံးပဲမင်္ဂလာပါအခုပြပြမယ်အကြောင်းအရာလေးကတော့ affiliate PKK shop ဆိုရဲကျွန်တော်တို့ဒီအထည်လေးတွေကိုဘန်ကောက်ကနေလက်ကားတိုက်ရိုက်ဝယ်လို့ရမယ့်နေရာလေးတစ်ခုချောင်းမိတ်ဆက်ပေးမှာဖြစ်ပါတယ်ဆိုတော့သူကကျတော့ affiliate ဖြစ်တယ်ပေါ့နော်ကျွန်မဒီဟာကိုအပိုင်း6ပိုင်းနဲ့ခွဲပြီးပြပြပေးမယ်ပထမဆုံး affiliate ဆိုတာကဘာလဲဘယ်လိုအဝတ်အစားတွေရောင်းတာလဲဘယ်လိုပုံစံမျိုးလဲဒုတိယကကျတော့ affiliate မှာဘယ်လိုအထည်မျိုးတွေရနိုင်လဲနောက်တစ်ခုကတော့ဈေးနှုန်းတွေရောဘယ်လိုရှိလဲဘာပဲထင်မျိုးစားရစီဘယ်လောက်ရှိလဲနောက်တစ်ခုကတကယ်လို့ကျွန်တော်တို့ကြိုက်တယ်ပေါ့နော်စားပြီးတော့ရောင်းကြည့်ရှင်နေဆိုလို့ရှိရင် affiliate ကနေဘယ်လိုပုံစံမှာရမလဲသူတို့ဘက်ကဘယ်လိုပုံစံနဲ့မြန်မာနိုင်ငံကိုပို့ဆောင်ပေးလဲကျွန်တော်တို့ပို့ဆောင်ပေးရဲဆိုလို့ရှိရင်ကာကိုနဲ့ဘယ်လိုတွေချိတ်ဆက်ရမလဲဘယ်လိုတွေမှာယူရမလဲဆိုတာကနောက် slide လေးမှာကျွန်မအသေးစိတ်ပြပြပေးသွားမှာဖြစ်ပါတယ်ပထမဆုံးအကြောင်းကကြတော့ကျွန်တော်တို့ affiliate mix up ပေါ့နော်affiliate ဆိုတာကကြတော့ကျွန်တော်တို့ဒီ Shein ပေါ့နော် Shein ဆိုတာကအားလုံးသိကြတဲ့အတိုင်းဒီ Thai ရဲ့ brand တစ်ခုဖြစ်တယ်ပေါ့နော်ဒီ Mirage brand အလဲလက်တန်းစားတစ်ခု brand ဖြစ်တဲ့ Shein ဖြစ်တယ်ဒီ Shein ရအထည်တွေကိုသူကလက်ကားပြန်ပေးတဲ့ပုံစံမျိုးပေါ့နော်ဒီaffiliate ကကြတော့ကျွန်တော်တို့ဒီ Facebook မှာ affiliate PKK shop ဆိုပြီးတော့ရိုက်ရှာပြီးတော့လေ့လာကြည့်လို့ရတယ်သူကကြတော့ Thai မြန်မာမလေးရှားစတဲ့ဒီအာရှနိုင်ငံတွေကိုတိုက်ရိုက်ပို့ဆောင်ပေးတာဖြစ်တယ်ပေါ့နော်ဆိုတော့သူစီမှာတကယ်လို့အထည်တွေဝယ်ချင်တယ်ဆိုလို့ရှိရင်တော့ကျွန်တော်တို့အထည်တရားနေစားပြီးတော့ဝယ်လို့ရတယ်သူကတခုရှိတာကကြတော့ကျွန်တော်တို့စိတ်ကြိုက်အထည်ရွေးလို့တော့မရဘူးပေါ့နော်ကျွန်တော်တို့အထည်တရားဝယ်ပြီးဆိုလို့ရှိရင်အထည်တရားမှာ size စုံဒီ design စုံ color စုံပါမှာဖြစ်တဲ့အတွက်ကြောင့်ကိုစိတ်ကြိုက်အထည်တော့တခုချင်းစီတော့ရွေးယူလို့မရဘူးဒါပေမဲ့ကျွန်တော်တို့စိတ်ကြိုက်ရွေးလို့မရပေမဲ့ပေါ့နော်အထည်ဆုံးပုံစံမျိုးစုံပါတာဖြစ်တဲ့အတွက်ကြောင့်ကျွန်တော်တို့ဒီ page ကနေစပြီးတော့ရောင်းမယ်စပြီးတော့အထည်လေးစပြီးရောင်းမယ်ဆိုလို့ရှိရင်တော့ design စုံ size စုံလေးတော့ကျွန်တော်တို့ဒီလိုစုံစုံလေးရောင်းလို့ရတယ်ပေါ့နော်သူကကြတော့ဘန်ကောက်တိုက်ရိုက်ဖြစ်တဲ့အတွက် quality ကလည်းအရင်ကောင်းတယ် quality A ဖြစ်တယ်ကျွန်တော်တို့ဘန်ကောက်ထည်ရတော့တည့်တဲ့အတိုင်းချုပ်ရိုးချုပ်သားကောင်းမယ်ကျွန်တော်တို့ပေးလိုက်တဲ့ဈေးနဲ့တောင်းလွန်တဲ့ quality ကိုပြန်ရမှာဖြစ်ပါတယ်ဆိုတော့ဒါကတော့ affiliate အကြောင်းမိတ်ဆက်ပေါ့နော်ဒုတိယတစ်ခုကြည့်မယ်ဆိုလို့ရှိရင်တော့ရနိုင်တဲ့အထည်မျိုးစားတယ်သူကကျတော့ Shein brand မှာရှိတယ်ဒီ ankle တွေ skirt တွေဘောင်းမီအစုံရှိတယ်ဆိုတော့သူစီမှာဆိုလို့ရှိရင် top ပေါ့နော်အပေါ်ဝတ် ankle လေးတွေရှိမယ်ဘောင်းမီရှိမယ် skirt လေးတွေကောင်းဝင်လေးတွေ hoodie sweater jacket swim suit ကအစသူစီမှာရှိတယ်ဒါကကျတော့အမျိုးသမီးကိုပေါ့နော်ဒုတိယတစ်ပိုင်းကကျတော့ခလေးဝတ်ဆိုလို့ရှိရင် dress ပေါ့နော်ဒါ9နှစ်အရွယ်ဝတ်လို့ရတဲ့ကလေး2နှစ်အရွယ်ကိုလည်းအစသဖြင့်အသက်အရွယ်လိုက်သူစီမှာခလေးဝတ်လေးရှိမယ်ဆိုတော့ကျမတို့သူစီမှာဘလို့ထည်လေးရလဲဆိုတာတစ်ချက်ကြည့်မယ်ပေါ့နော်ဒါလေးဆိုလို့ရှိရင်ဒါ body fit ပေါ့နော် crop top လို့ခေါ်မှာပေါ့နော်ဒါဆိုလို့ရှိရင်အခုနောက်ပိုင်း trend ဖြစ်နေတဲ့ခေတ်စားနေတဲ့အထည်မျိုးလေးပေါ့နော်ဒါဆိုလို့ရှိရင်လဲ style band လေးတွေဆိုလို့ရှိရင်လဲအခုဈေးကွက်ထဲမှာဆိုလို့ရှိရင်1000ခွဲ2000ပတ်ဝန်းကျင်လောက်ရှိရပေါ့နော်ဒီချင်းပေါင်းမီအတူလေးဆိုလဲ1000ခွဲပတ်ဝန်းကျင်လောက်ရှိရဆိုတော့ဒီမှာကဈေးဘယ်လောက်နဲ့ရမလဲဆိုတာကျမတို့ next slide တွေမှာအသေးစိတ်ကြည့်မယ်ဒါတော့ကျမတို့အခုလက်ရှိဈေးကွက်ထဲမှာရောင်းနေတဲ့ style band ရဲ့ဈေးပေါ့နော်ဆိုတော့ဒါဆိုလို့ရှိရင်ဒါ beadwork skirt လေးဆိုလို့ရှိရင်အခုနောက်ပိုင်းအရင်ခေတ်စားတဲ့ floral skirt လေးရှိမယ်ဒါဆိုလို့ရှိရင် body fit skirt လေးပေါ့နော်အခုနောက်ပိုင်းမိန်းကလေးငယ်ငယ်လေးစေကြောတက်လေးအဝတ်များကြတဲ့ design လေးတွေရှိမယ်သူစီမှာဒါဆိုလို့ရှိရင် body fit လေးပေါ့နော်ဒါအသက်20 25အရွယ်မမတွေဝတ်လေးရှိကြတဲ့ body fit ပေါ့နော်ဝတ်လိုက်လို့ရှိရင်ခန္ဓာကိုယ်မှာချက်ရက်နေပြီးတော့ cutting လဲကောင်းမယ်ဈေးလဲတက်တာစီမဲ့အထည်မျိုးတွေပေါ့နော်ဒါဆိုလို့ရှိရင် floral dress လေးတွေရှိမယ်ဒါဆိုလို့ရှိရင်တော့ဒါ PKK dress လေးပေါ့နော်တော်တော်များများလေးမြင်ဦးကြမှာပါဒီလို PKK ခြေသား dress လေးတွေရှိမယ်ဆိုတော့ဒါဆိုလို့ရှိရင်တော့ဒါ hoodie လေးပေါ့ hoodie ဆိုလို့ရှိရင်လည်းကျွန်တော်တို့ဈေးကွက်ထဲမှာဆိုလို့ရှိရင်ပုံမှန်ဆိုင်နေ online shop တွေမှာရောင်းနေကြတာဆိုလို့ရှိရင်တော့1000ခွဲ1000ပတ်ဝန်းကျင်လောက်တော့ရှိမယ်ပေါ့နော်သူ design ပေါ့အသားပုံကိုကြည့်ပြီးတော့ဒီဟာကကျတော့ဒါ swim suit လေးပေါ့နော် swim suit ဆိုလို့ရှိရင်တော့အပြင်ဆိုင်နေမှာဝယ်မယ်ဆိုလို့ရှိရင်ဒီလိုကအကြောင်းသွေးမျိုးကရှားတယ်ပေါ့နော်ပုံမှန်တွေ့နေကြတမယူချက်စင်းစုပုံစံမျိုးတွေပဲရှိတယ်ပေါ့နော်ဒီလိုမျိုးအယောင်ဆက်ဆန်းကာလာဆိုဒါဆိုလို့ရှိရင်ဒါအပြင်ကာလာဖြစ်တဲ့အတွက်အယောင်လေးတွေကဆိုပြီးတော့တော်တော်လာတဲ့ထဲမှာပါတယ်ပေါ့နော်ဒီကောင်လေးဆိုလို့ရှိရင်အယောင်လေးလည်းလာတယ်ဒါကန်းချီသွားတာပဲဖြစ်ဖြစ်တက်ပုံရိုက်တာပဲဖြစ်ဖြစ်ကျွန်တော်တို့ဝိလို့အရင်လာတဲ့ထဲမှာပါတယ်ပေါ့နော်ဒါဆိုလို့ရှိရင်ခလေးအဝတ်အစားလေးတွေပေါ့နော်
ဒါလေးဆိုရင် baby crumper လေးဆိုလို့ရှိရင်ဒါလေးဆိုမိန်းကလေးလည်းဝတ်လို့ရမယ်ယောက်ျားလေးလည်းဝတ်လို့ရမယ်2နှစ်အရွယ်ကလေးလေးဝတ်တဲ့ဟာလေးပေါ့နော်ဆိုတော့ကျမတို့ဈေးနှုန်းလေးရှိမှလည်းပုံလေးကြည့်ပြီးဆိုတော့ဈေးနှုန်းလေးတစ်ချက်ကြည့်မယ်သူ့မှာကျတော့ category 4ခုရှိရပေါ့နော်ဆိုတော့ဈေးနှုန်းက4မျိုးရှိရသူကဝင်မယ်ဆိုလို့ရှိရင်အထည်မျိုးစား4မျိုးခွဲရတယ်ပေါ့နော်ပထမ category A ပထမအမျိုးအစားမှာဆိုလို့ရှိရင်သူကကျမတို့အထည်တရားဝင်မယ်ဆိုရင်အဲ့အထည်တရားထုတ်တယ်မှာအင်ဂျီပါမယ်ဘောင်းမီပါမယ် skirt ပါမယ်ဘောင်းမီတိုပါမယ်ဒီ4မျိုးကိုအထည်တရားပြည့်အောင်ပါမယ်ကျမတို့ category B all type assorted ဆိုတာကဒီအထုပ်ထဲမှာဆိုလို့ရှိရင်ခေါင်းဝင်းတွေလည်းပါမယ် hoodie တွေလည်းပါမယ်jacket တွေလည်းပါမယ်အင်ဂျီလည်းပါမယ်ဒါကြတော့စုံတုပ်ပုံစံမျိုးပေါ့နော် category B ဆိုလို့ရှိရင်တော့ category C ကကြတော့ plus size ပေါ့နော်ကျမတို့ခက်ဝဝခက်ပြည့်ပြည့်ကောင်းပါလေးတွေ XL 2XL size တွေပါမယ်သူရဲ့အပေါ်ဝတ်ပါမယ်ဘောင်းမီပါမယ် skirt ပါမယ်အင်ဂျီပါမယ်ဒီလိုမျိုးပေါ့နော် category D ကကြတော့ hoodie ရဲ့ sweater ရဲ့ jacket ရဲ့ဒီ3မျိုးတီးတန့်ပါတာဖြစ်ပါတယ်ဆိုတော့ကျမတို့ကရောင်းချင်တဲ့အထည်မျိုးစားပေါ်မူတည်ပြီးတော့ကျမတို့ဒီ category အလိုက်ဝယ်လို့ရတယ်ပေါ့နော်ဆိုတော့ဈေးနှုန်းလေးတစ်ချက်ကြည့်မယ်ဈေးနှုန်းကြည့်မယ်ဆိုတော့သူကအထည်တရားစောက်ဝယ်လို့ရတယ်ဆိုတော့ category A မှာကအင်ဂျီရေးပါမယ်ဘောင်းမီရဲ့ skirt ရဲ့ဘောင်းမီတိုလေးဒီ4မျိုးကိုအထည်တရားပြည့်အောင်ပါမယ်ပေါ့နော်ဆိုတော့ဒီမှာဆိုလို့ရှိရင်ကျမတို့အထည်တရားမှာဆိုလို့ရှိရင်အထည်တရားယူမယ်ဆိုလို့ရှိရင်တစ်ထည်ကို50ဘတ်ပဲကြမယ်50ဘတ်ဆိုလို့ရှိရင်မြန်မာငွေ2800ပတ်ဝန်းကျင်ပေါ့နော်ဆိုတော့ဒါကကြတော့အခုလက်ရှိတော့ဒီဘတ်ပေါက်ဈေးနဲ့ကျွန်မတက်ထားတာဖြစ်တဲ့အတွက်ဘတ်ပေါက်ဒီဘတ်ဈေးကကြပေါ့နော်အကျော်တင်းရှိတာဖြစ်တဲ့အတွက်ဈေးနှုန်းကတော့fit တက်မှတ်လို့တော့မရဘူးပေါ့နော်အပြောင်းလဲလေးရော်တင်းလေးတော့ရှိနိုင်တယ်ဆိုတော့ကျွန်တော်တို့မြန်မာငွေ2800ကျပ်တင်နေဒီလိုအရှိကဒီလိုအထည်ကာလာအမျိုးအစားဒီလိုဟာမျိုးလေးတွေပေါ့နော်ဒီလိုဒီဇိုင်းမျိုးတွေကျမတို့ရမှာဖြစ်ပါတယ်တစ်ထည်ကို2800ပတ်ဝန်းကျင်နေပေါ့နော်ပြီးတော့အပြင်မှာဆိုလို့ရှိရင်9000 8000ပေါ့နော်အပေါ် crop top လေးဆို9000 8000ဈေးကွက်ထဲမှာဒီလောက်ပေါက်ဈေးရှိရပေါ့နော်ဒါပေမဲ့ကျမတို့အထည်တရားယူမယ်ဆိုရင်တစ်ထည်2800လောက်ပဲကြမယ်အထည်တရားဆိုလို့ရှိရင်တော့3,400ပတ်ဝန်းကျင်လောက်တော့ကြမယ်ပေါ့နော်မြန်မာငွေနဲ့ဆိုလို့ရှိရင်ဆိုတော့ကျမတို့ဒီဟာဆိုလို့ရှိရင်သူကကျတော့ဒါအသစ်ပေါ့နော်ရှိန်ကနေအသစ်ဖြစ်ပြီးတော့သူရဲ့ packaging နဲ့သူ tag နဲ့ဗာနဲ့လာတာဖြစ်တဲ့အတွက်ကျမတို့ကပစ္စည်းရောက်လာတာနဲ့ customer လက်ထဲကိုချက်ချင်းတက်ပြီးတော့ထည့်ပေးလိုက်ရုံပဲပေါ့နော်ဆိုတော့ကျမတို့ဒီဟာကခုနကပြောခဲ့သလိုပဲ2800ပတ်ဝန်းကျင်လောက်နဲ့ရမှာဆိုတော့ကျမတို့ဒီဘက်ကို delivery ကကာကိုကဘာညာနဲ့ကျမတို့ပြန်တွက်မယ်ဆိုလို့ရှိရင်တစ်ထည့်ကို4000လောက်ပဲကြာမယ်ပေါ့နော်4000နဲ့ကြာပြီးတော့ကျမတို့ပြန်ရောင်းတဲ့အခါကျလို့ရှိရင်8000 1000လောက်ထိရောင်းနိုင်တာဖြစ်တဲ့အတွက်2ဆ3ဆလောက်အမြတ်ကျန်မဲ့အထည်မျိုးစားဖြစ်ပါတယ်ပြီးတော့သူကကျတော့အခုဒီ trend ဖြစ်နေတဲ့အဝတ်စားတွေပေါ့နော် shane ကဖြစ်တဲ့အတွက် trend ဖြစ်နေတဲ့အခုလက်ရှိ trend ဖြစ်နေတဲ့အပေါ်ဝတ်တွေပါမယ်ဘောင်းမီလေးတွေပါမှာဖြစ်တဲ့အတွက်ကျမတို့ဒါ main ကလေးတွေပေါ့နော်စေကျော်တက်လေးတော်တော်များများကြိုက်ကြတဲ့အထည်ဖြစ်တဲ့အတွက်အယောင်းသွက်မှာလည်းဖြစ်တဲ့အပြင်ကျမတို့အမြက်လည်းများများကျန်မဲ့အထည်မျိုးစားဖြစ်တယ်ပေါ့နော်ဆိုတော့ကျမတို့အထည်300ယူမယ်ဆိုလို့ရှိရင်တစ်ထည်ကို48ဘတ်မြန်မာငွေနဲ့ဆို2600လောက်ပဲကျမှာဖြစ်တယ်ဆိုတော့သူကကျတော့အထည်က100စီးနဲ့300စီးကတော့အရင်တော့ကွာဟနေရတော့မဟုတ်ဘူးပေါ့နော်ဆိုတော့အထည်900ဆိုလို့ရှိရင်46ဘတ်မြန်မာငွေနဲ့ဆိုရင်2500ကျော်ပဲကျမှာကျမတို့အထည်900ယူမယ်ဆိုရင်2500ဆိုကျမတို့300လောက်တော့တက်တာမယ်သူကအထည်1000စီး2000စီးတွေလည်းရှိတယ်ဆိုတော့တကယ်လို့စိတ်ဝင်စားတယ်ဒီဟာလေးတွေစပြီးတော့ရောင်းကြည့်ချင်တယ်ဆိုလို့ရှိရင်တော့အထည်1000စီးတွေကို page မှာတွားပြီးတော့တစ်ချက်စုံစမ်းလို့ရတယ်ဆိုတော့ကျမတို့ဒါကတော့ category A အတွက်ပေါ့နော်category B ဆိုလို့ရှိရင်ဘာတွေပါမလဲဆိုတော့ all type assorted သူကကျတော့အစုံဘောင်းမီရောအင်ကြီးရောခေါင်းဝင်ရောအစုံပါမယ်သူကကျတော့အစုံပါတဲ့အတွက်ခုနက category A ထက်ဈေးတော့နည်းနည်းတော့များတယ်သူကထည်တရားယူမယ်ဆိုလို့ရှိရင်တစ်ထည်ကို80ဘတ်မြန်မာငွေနဲ့ဆို3900ပတ်ဝန်းကျင်ခုနက category A နဲ့ဆိုရင်တော့1000လောက်တော့ကွာတယ်ပေါ့နော်ကျွန်တော်အထည်300ယူမယ်ဆို3900အထည်900ယူမယ်ဆိုရင်တစ်ထည်ကို3500 400လောက်တော့တက်ပါမယ်ပေါ့နော်ဆိုတော့တကယ်လို့ကျမတို့ကစပြီးတော့ရောင်းကြည့်ရှင်တယ်အစုံလေးလည်းရောင်းရှင်တယ်ဆိုလို့ရှိရင်တော့ category B ကဈေးတိတ်မဆိုးတဲ့ထဲမှာပါတယ်ပေါ့နော်ဘာလို့လဲဆိုတော့အရှိရ category A နဲ့1000လောက်ပဲကွာတာအဲဒါခေါင်းဝင်လေးတွေရော jacket လေးရော hoodie လေးရောရောင်းချင်တယ်ဆိုလို့ရှိရင် category B ကလည်းမဆိုးဘူးပေါ့နော်3900 4000ဆိုတော့ကျမတို့ကာကိုကဘာညာ2000 3000လောက်ထပ်ပေါင်းလိုက်မယ်ဆိုလို့ရှိရင်တစ်ထည့်ကို1000ခွဲ2000လောက်နဲ့အဲ့ဒီပမာဏလောက်ထိကျမတို့ရောင်းနိုင်တယ်ပေါ့နော်ဆိုတော့နောက်တစ်ပိုင်းထည့်ကြည့်အောင်ကျမတို့ category C ကကျတော့ plus size တွေခါဝဝမင်းကလေးတွေ XL တွေပါမယ် 2XL 3XL စတဲ့ plus size size တွေပါမယ်အထည်ကအင်ဂျီပါမယ်ဘောင်းမီပါမယ် skirt လေးတွေပါမယ်ဘောင်းမီတိုလေးတွေပါသူကကျတော့ plus size ဖြစ်တဲ့အတွက်တာမန်အထည်တွေထပ်တော့ဈေးနည်းနည်းများတယ်သူကတစ်ထည်ကို84
ဘန်မြန်မာငွေနဲ့ဆို4000ပတ်ဝန်းကျင်ကြမယ်ပေါ့နော်အရှိရပြောခဲ့သလိုပဲ plus size ဖြစ်တဲ့အတွက်ကျမတို့ဈေးကွက်ထဲမှာကျတော့ plus size အထည်ကနည်းတယ်ပေါ့နော်နည်းတယ်ပေါ့နော်ပုံမှန်ဆိုရင် small medium less size အထည်လောက်ပဲများသောဖြင့် online shop တွေအပြင်ဆိုင်တွေမှာရောင်းတယ်ပေါ့နော်ဒီလို plus size ကိုအထည်လှလှလေးတွေရှိတဲ့ဟာရှားတယ်ပေါ့နော်တကယ်လို့ကိုကဒီ main ကလေးတွေစေကျော်သက် main ကလေးတွေအသက်20 25ပတ်ဝန်းကျင်လောက်ကိုဒီခက်ဝဝ plus size ကောင်မလေးတွေကိုကိုတက်ခတ်ထားခြင်းနေဆိုလို့ရှိရင်တော့ဒီရှင်းရအထည်တွေကအဆင်ပြေစေမယ်လို့ထင်တယ်ပေါ့နော်ကျွန်တော်ဈေးကွက်ထဲမှာဆိုလို့ရှိရင် plus size ကိုအထည်လှလှခက်မမိုက်အထည်လေးတွေကနည်းနည်းရှားတယ်ဆိုတော့ပေါ့နော်ကျွန်တော်ဒါလေးရောက်ကြည့်မယ်ဆိုလို့ရှိရင်လည်းမစိုးဘူးဒါအထည်တရားဆိုလို့ရှိရင်4သိန်းနဲ့9000ပတ်ဝန်းကျင်လောက်4သိန်းပတ်ဝန်းကျင်လောက်ကြာမယ်ပေါ့နော်ဆိုတော့ category ဒီကကြတော့ hoodie နဲ့ jacket တွေကကြတော့အပြင်ဈေးကွက်မှာလည်းဈေးများတယ်အထည် hoodie တစ်ထည် jacket တစ်ထည်ဆိုလို့ရှိရင်1000 2000တောင်းကနဲ့ပုံဝင်ကျင်ကတော့ရှိတယ်ပေါ့နော်ဆိုတော့သူ့စီမှာလည်း hoodie နဲ့ jacket ကတော့ဈေးနည်းနည်းများတယ်ကျမတို့တစ်ထည်ကို115ဘန်မြန်မာငွေနဲ့ဆို6300ပုံဝင်ကျင်လောက်တော့ရှိမယ်ပေါ့နော်ဒီမြန်မာနိုင်ငံအရောက်ဆိုလို့ရှိရင်တော့တစ်ထည်ကို8000ကျော်9000နီးပါးလောက်တော့သွားကြမယ်ပေါ့နော်ကျမတို့ကာကိုကဘာညာစရိတ်စကားနဲ့တွက်မယ်ဆိုလို့ရှိရင်တော့9000ပုံဝင်ကျင်အရင်ဈေးတစ်လောက်သွားကြမယ်ပြန်ရောက်မယ်ဆိုရင်1000ခွဲ18000 19000လောက်နဲ့ပြန်ရအောင်တော့အဆင်ပြေလိမ့်မယ်လို့ထင်တယ်ဆိုတော့ဒါကကြတော့အရှိရပြောခဲ့တာကြတော့main ကလေးဝတ်တွေလူကြီးဖို့ပေါ့နော်ဒါတွေကတော့ကလေးဝတ်ဆိုလို့ရှိရင် तू က dress တွေရကြတော့ main ကလေးဝတ်ပေါ့နော် तू ကဒီတစ်နှစ်ကနေပြီးတော့9နှစ်လောက်ထိဝတ်လို့ရတယ်ပေါ့နော်အဲ့ဒီ size လေးကလေးဝတ်ဆိုလို့ရှိရင်တစ်ထည်ကို89ပဲရှိမယ်မြန်မာငွေနဲ့ဆို4800ဒီ dress B ကကြတော့မဝတ်ပဲဒါပေမဲ့သူကကြတော့တစ်နှစ်ကနေ4နှစ်အထိပေါ့နော်ဒါကနည်းနည်းသေးတယ်ဒီအထည်လေးတွေကဒါဆိုလို့ရှိရင်တော့သူက138ဘတ်မြန်မာငွေနဲ့ဆိုလို့ရှိရင်တော့9500လောက်ကျမယ် grumpa ဆိုတာကကြတော့အရှိရပြောခဲ့လို့ grumpa တော့ဈေးသက်သာဆုံးပဲဟိုကလေး2နှစ်လောက်ကလေးလေးပေါ့2နှစ်လောက်ထိအရွယ်ကလေးလေးတွေမိန်းကလေးပဲဖြစ်ယောက်ျားလေးပဲဖြစ်ဝတ်လို့ရတယ်ဘောင်းမီနဲ့ NG တွဲရဲ့ပုံစံမျိုးသူက85ဘတ်ဖြစ်တဲ့အတွက်မြန်မာငွေနဲ့ဆိုတစ်ထည်ကို4600လောက်ကျမယ်တကယ်လို့ကိုကဒီကလေးဝတ်တွေကိုကလေးလေးတွေတာကတ်ထားတယ်ကလေးမေတွေကိုတာကတ်ထားတယ်ဆိုလို့ရှိရင်တော့ကိုကဒီရှင်းရအထည်လေးတွေကလည်းဘန်ကောက်ထည်ဖြစ်တဲ့အတွက်ကျွန်တော်တို့ quality ကိုလည်းယုံကြည်မှုအပြည့်နဲ့ရောင်းလို့ရတယ်ဒီဇိုင်းကလည်းလှတယ်ပေါ့နော်ဆိုတော့တကယ်လို့အရှိရပြောခဲ့တဲ့အတိုင်းထည်လေးတွေလည်းစိတ်ဝင်စားတယ်ဈေးနှုန်းလေးတွေကလည်းကိုယ်နဲ့ကိုက်ညီတဲ့ရောင်းကြည့်ချင်တယ်ဆိုလို့ရှိရင်ကျွန်တော်တို့ဘယ်လိုမှမလဲဆိုတော့အရင်ဆုံးကျွန်တော်တို့ဒီ Avaly ရဲ့ page ရဲ့ပေါ့နော် page ကို Facebook page ကိုသွားမယ်ကျွန်တော်တို့ဒီ Messenger ကနေပြီးတော့တစ်ချက်ဆက်သွယ်လို့ရတယ်ဘယ်လိုဘာသာစကားနဲ့ဆက်သွယ်လို့ရမလဲဆိုလို့ရှိရင် English ဘာသာစကားရမယ် Thai ဘာသာစကားရမယ်ဆိုတော့ကျွန်တော်တို့English နဲ့ Thai နှစ်မျိုးပဲရတယ်မြန်မာလိုတော့ပြောလို့မရဘူးပေါ့နော် English လို့ဆိုပေမဲ့ကျွန်တော်အရင်မွတ်ထုတ်ပြီးတော့ပေါ့နော် English လို့လည်းပြောစရာမလိုကျွန်တော်တို့ပုံမှန်ပြောနေကြbroken English နဲ့တစ်ဖက်လူနားလည်နိုင်လောက်တဲ့အနေအထားမျိုးနဲ့ဆက်သွယ်နိုင်လို့ရှိရင်ကျွန်တော်တို့ပစ္စည်းမှာလို့ရတယ်ဆိုတော့အရင်မခက်ခဲပါဘူးကျွန်တော်တို့ပစ္စည်းမှာမယ်မှာပြီးလို့ရှိရင်ငွေချေဖို့ဆိုလို့ရှိရင်တော့ကျွန်တော်တို့ကာကိုအဝယ်တော်ပေါ့လို့လည်းပြောရရင်တော့အဝယ်တော်ပေါ့နော်အဝယ်တော်ကနေတစ်စင်ငွေချေလို့ရတယ်ပြီးလို့ရှိရင်အဝယ်တော်ကနေတစ်စင်ပစ္စည်းမှာလို့ရတယ်ဆိုတော့နောက် slide မှာအဝယ်တော်ကနေဘယ်လိုငွေချေရမလဲပစ္စည်းမှာလဲဆိုတာအသေးစိတ်ပြောမယ်ဆိုတော့ဒီကကျတော့ခုနလိုအရှိမှပြောခဲ့တဲ့အထည်တွေကိုဒီလိုတစ်ထည်ချင်းစီကိုအထည်တရားဆိုအထည်တရားလုံးဒီလို packaging နဲ့လာမှာပါအထည်မှာ tag လဲပါတယ်ဖြစ်တဲ့အတွက်ကျွန်တော်တို့ဒါ packaging လှလှနဲ့ customer လက်ထဲကိုထည့်ပေးနိုင်တာပေါ့နော်ဆိုတော့ပို့ဆောင်ပေးတဲ့ပုံစံဒီကျွန်တော်တို့သူစီကအထည်လဲမှာလိုက်ပြီးငွေလဲချေပြီးပြီဆိုလို့ရှိရင်တော့ဒီနေ့မှာပြီးလို့ရှိရင်တို့ကမနေ့ဖြန်မှာကျွန်တော်တို့မှာလာတဲ့အထည်ကိုပစ္စည်းထုတ်ပြီးတော့တစ်ပတ်ခါကြာလို့ရှိရင်ကျွန်တော်တို့ချိတ်ဆက်ထားတဲ့ကာကိုအပ်ပြီးတယ်သူ့မှာကကျတော့ချိတ်ဆက်ထားတဲ့မြန်မာနိုင်ငံကာကို KSG ပေါ့နော်မြန်မာနိုင်ငံလူတွေအတွက်သူက KSG ကာကိုနဲ့ချိန်ထားတယ် KSG ကာကိုကမြန်မာနိုင်ငံကကာကိုပဲဖြစ်တဲ့အတွက်မြန်မာလိုပြောလို့ရတယ်မြန်မာလိုဆက်သွယ်လို့ရတယ်သူကကျတော့ KSG ကာကိုစီကိုကျွန်တော်တို့မြန်မာနိုင်ငံကလူတွေမှာလာတဲ့အထည်တွေကိုတစ်ဖက်မှာ2ကြိမ်ပို့ပေးတယ်ပုတ်ထူးနဲ့စနေနေ့တွေပို့တာတကယ်လို့ကိုကဒီ KSG ကာကိုမသုံးချင်ဘူးတခြားကာကိုပေါ့နော်ကိုသုံးနေကြကာကိုရှိရဆိုလို့ရှိရင်တော့အဲ့ဒီကာကိုစီကိုအင်ကာနဲ့တောက်ကြနေမှာပို့ပေးတယ်ဆိုတော့ကျွန်တော်တို့ KSG ကာကိုနဲ့သုံးချင်တယ်ဆိုလို့ရှိရင်တော့သူက 30kg နဲ့အထက်ကို 1kg ကိုဘတ်30ပေးရတယ်ပေါ့နော်ဆိုတော့တစ်ပတ်1kg ဆိုလို့ရှိရင်1600ပတ်ဝန်းကျင်တော့ 30kg ဆိုလို့ရှိရင်9000ပတ်ဝန်းကျင်လောက်ပေါ့နော် delivery ကသူ့မှာကကျတော့ပေးရတဲ့ delivery က2မျိုးရှိရယ်ခုနက Avaly ကနေပြီးတော့ဒီ KSG
ဒီရုံးကိုပို့ပေးတဲ့delivery ကတစ်ခါပေးရတယ်ဒီ KST ရုံးကနေပြီးတော့မြန်မာနိုင်ငံကျမတို့လိပ်စာကိုပို့ပေးတဲ့ delivery ကနှစ်ခါပေးရတယ်ဆိုတော့ Avali ကထိုင်းကပဲဒီ KST ကလည်းထိုင်းရပဲဆိုတော့ထိုင်းနိုင်ငံတွေပို့တဲ့ delivery ကအများကြီးတော့မကြောက်ဘူးเนาะကျမတို့ယူတဲ့အထုပ်ပေါ်အထက်ရည်အတွက်ပုံမူတည်ပြီးတော့1000 2000ပတ်ချာလေးလောက်ကြတယ်ဆိုတော့ဒီ KST ကနေမြန်မာနိုင်ငံကိုပို့ကကြတော့ကျမတို့30 kg ယူမယ်ဆိုရင်တော့9000လောက်ကြမယ်ပေါ့เนาะဆိုတော့ကျမတို့30 kg ယူမယ်ဆိုလို့ရှိရင်ပြန်9000လောက်တော့ကြမယ် delivery ကတင်မယ်ပေါ့เนาะဆိုတော့သူကကြတော့ကြာချင်းကတပတ်ကနေ10ရက်အတွင်းမဲ့ကြမယ်အရင်တော့လမ်းချီနေနေဆိုလို့ရှိရင်တော့4-5ရက်အတွင်းရောက်နိုင်ပြီမဲ့အခုကလမ်းကြီးနည်းနည်းခက်ခဲတာဖြစ်တဲ့အတွက်တပတ်10ရက်ပေါ့เนาะဆိုတော့သူကဒီဘန်ကောက်ကိုရောက်တဲ့သူ့ရဲ့ရုံးကိုရောက်တဲ့ကျမတို့မှာရတဲ့ပစ္စည်းတွေကိုတပတ်ကိုဒီရန်ကုန်ဘက်ကို2ကြိမ်3ကြိမ်ထွက်ပေးရပေါ့เนาะကျွန်တော်ပစ္စည်းမှာမယ်ဆိုလို့ရှိရင်အရင်ဆုံးဒီ Avali ရဲ့ Messenger ကိုသွားမယ် Messenger ကိုသွားပြီးတော့ကျမတို့ကတော့ဘယ်အထည်ယူမယ်အထည်ယူတဲ့ဘလောက်ယူမယ်ဆိုပြီးတော့ပြောပြီးလို့ရှိရင်ကျမတို့ငွေချေမယ်ငွေချေရဲ့ခါကျရင်သူကသူ့ရဲ့ Time Bank account လွှဲပေးရတာဖြစ်တယ်ကျမတို့ဘက်ကတိုက်ရိုက်လွှဲလို့မရဘူးဆိုတော့ကျမတို့ခုနပြောခဲ့တဲ့ KST ဒီအဝဲတော်စီကိုကျမတို့က10သိန်းမို့ဝယ်ရတယ်ဆိုရင်ဒီ10သိန်းနဲ့အမကိုလွှဲပေးမယ်10သိန်းလွှဲပြီးတော့မှ KST ကနေပြီးတော့ဒီ Avali ဘက်ကို10သိန်းပြန်လွှဲပေးမယ်ပေါ့နော်ဆိုတော့ငွေချေမယ်ငွေချေပြီးပြီဆိုလို့ရှိရင်သူတို့ဘက်ကနေပြီးတော့ဒီ KST စီကိုပစ္စည်းပို့ပေးမယ် KST ကနေမှတစ်စင်ကျမတို့ရန်ကုန်ပစ္စည်းပို့မယ်ပြီးလို့ရှိရင်ကျမတို့လက်ထက်ပစ္စည်းရောက်လာပြီပေါ့နော်ဆိုတော့ဒီမှာတဲ့ဒီအပိုင်းကကြတော့အရန်လွယ်တယ်ပေါ့နော်ဆိုတော့အရန်လည်းမခတ်ဘူးဒီမှာဒီကယ်လို့ကိုက KST ကိုမသုံးချင်ဘူးတခြားမှာကိုသုံးချင်တယ်ဆိုလို့ရှိရင်ဒီကာကိုနဲ့ပတ်သက်တဲ့ဗီဒီယိုကိုနောက်ဗီဒီယိုတစ်ခုမှာကျွန်မအသေးစိတ်3-4ခုကာကို3-4ခုကိုရှင်းပြထားတယ်ပေါ့နော်ဆိုတော့အချင်းချုပ်ပြောရမယ်ဆိုလို့ရှိရင်ဒီ Avali မှာရနိုင်တဲ့အထည်လေးတွေက Shane Brand တိုက်ရိုက်ဖြစ်ပြီးတော့ကျွန်တော်တို့ quality လည်းစိတ်ချရတဲ့အတွက်အခုမှစပြီးတော့เนาะ small business လေးလုပ်ချင်တယ်ကိုပိုင်လုပ်ငန်းစပြီးတော့လုပ်ချင်တဲ့အထည်လေးတွေပေါ့เนาะဒီ online ကနေပြီးတော့စပြီးတော့ရောင်းချင်တဲ့သူတွေအတွက်အများကြီးအဆင်ပြေမယ်လို့ထင်တယ်ကျွန်တော်တို့ဒါက Shane Brand ဖြစ်တဲ့အတွက် quality ကိုလည်းကျွန်တော်တို့ယုံကြည်မှုရှိရောင်းနိုင်ပြီးတော့ဈေးနှုန်းကလည်းပေါ့เนาะဒီ Shane ကဝယ်တာထက်စားလို့ရှိရင်ကျွန်တော်တို့2ဆလောက်တက်တာဖြစ်တဲ့အတွက်ကျမတို့ကြားချင်းရလည်းအကြာကြီးမစောက်ရဘူးမှားတဲ့အခါကျလို့ရှိရင်လည်းမှာပုံမှန်နေရလည်းလွယ်တယ်ကျမတို့ကာကိုကားတွေဆိုလို့ရှိရင်လည်းအများကြီးမကြောက်ဘူးเนาะတစ်ထည်ဆိုလို့ရှိရင်ကျမတို့900 1000ပတ်ဝန်းကျင်ပဲကြာတာဖြစ်တဲ့အတွက်အခုမှစပြီးတော့ရောင်းချင်တဲ့သူတွေဆိုလို့ရှိရင်တော့အများကြီးအဆင်ပြေလိမ့်မယ်လို့ထင်တယ်ပေါ့เนาะဆိုတော့ဒီဗီဒီယိုလေးကတော့ဒီလောက်ပါပဲအားလုံးပဲအဆင်ပြေကြလိမ့်မယ်လို့ထင်ပါတယ်ရှင်